အားလုံးကိုတနာစပွဲတောင်းဆိုလာတဲ့မာအီတောင်းအားလုံးပဲမင်္ဂလာပါရှင်။မာအီတောင်းဆိုပြီးအားလုံးရဲ့အားပေးချစ်ခင်မှုတွေကိုအပြည့်အဝရရှိခဲ့တဲ့တယောက်စားအေဝေးတောင်းကတော့အခုဆိုင်ရာနှုတ်ပညာလုပ်လေးတွေမှာမတွေ့မြင်ရတော့ပေမဲ့ပရာဟစ်တာလုပ်လေးတွေမှာမြင်တွေ့လာနေရပါတယ်။မာအီတောင်းကတော့အခုဆိုင်ရင်ငလင်ပေးတဲ့နေရာတွေကိုဂရိုင်းသွားရောက်ကလွယ်အပ်တာလေးတွေကိုလူချမ်းထောက်ပံ့ပေးနေတယ်လို့အဖက်ဖက်ကနေအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့ငလင်ပေးတဲ့ပြည်သူတွေအတွက်ကိုလည်းအရေးပေါ်လိုအပ်တဲ့အစာတောက်စေဝါရွေးတံမှုတွေကိုတက်နိုင်တဲ့ဖက်ကနေလူတန်းထောက်ပံ့ပေးသွားဖို့ကိုလည်းမြစ်တာခံကတောင်းဆိုထားပါတယ်။အဲကြောင်းတွေနဲ့ပတ်သက်ပြီးတော့လေမအေးတောင်းကအခုလိုပဲပြောပြလာခဲ့ပါတယ်။မအေးတောင်းကအခုချိန်မှာတကယ်လိုအပ်နေရကတော့သူတို့တဲ့အားပေးစကားပေါ့နော်။လူတွေကပြစ်မထားဘူးသူတို့နဲ့အတူတူရှိနေပြီဆိုတဲ့အသည့်နဲ့တည်းအားရှင်နေတဲ့စကားပြောပေါ်လိုအပ်ကြသလိုဒီငလင်ဘေးကြောင့်စိတ်တရရသွားတဲ့သူတွေကလည်းမနေပါဘူးကိုဘေးရသူတွေကိုတတ်နိုင်သလောက်နှစ်တိတ်ထွေးပွေပေးကြပါဆိုပြီးမအေးတောင်ကပြောလာခဲ့ပါတယ်အခုဆိုရင်မအေးတောင်ကငလင်ဘေးတဲ့ရွာတွေကိုဒုက္ခရိုက်သွားရောက်ကလူတန်းထောက်ပံ့ပေးနေလျက်ရှိပါတယ်အဲကြောင့်အတွေ့ကိုလည်းမအေးတောင်ကသူရဲ့ social media ပေါ်ကနေမြောက်ဝေကအတည်ပြုထားခဲ့ပါတယ်မာရီတောင်ကတော့ငလင်ပေးကြောင်းအယူစင်းကိုမောင်းလွန်နာတရားကျော်ကိုကတဲ့တခုမကြံသွားလူတန်းထောက်ပံ့ပေးခဲ့ပါတယ်။အခုလက်ရှိမှာတော့မာရီတောင်ကအင်းလေးကရွာတွေကိုသူကိုယ်တိုင်သွားရောက်ကလူတန်းပေးနေပြီ။အခုလိုလူတန်းထောက်ပံ့ပေးနေတဲ့ပုံမှာလေမာရီတောင်ကအခုလိုပဲမျှဝေထားပါတယ်။မာရီတောင်ကကိုယ်စီမှာဆိုတော့ထင်းစီတစည်းစာပေါ့သူတို့ရသွားတာကထင်းချောင်းလေးချောင်းပါဒါပေမဲ့ထင်းစီတစီရဖို့ကထင်းချောင်းလေးတွေကပဲစောက်ဆွရရဲမဟုတ်လားကိုတက်နိုင်တဲ့ဘက်ကပေါ့အင်းလေးရွာလေးရွာကအင်ချေ800ကျော်ကိုလေကိုရိုင်းသွားရောက်လူတန်းပေးခဲ့ပါတယ်အင်းထဲမှာရွာက28ရွာဆိုတော့တချို့အလူရှင်တွေတိတ်မရောက်ကြတဲ့ရွာတွေဘက်ကိုရွေးပြီးတော့သွားခဲ့ပါတယ်ဆိုပြီးအတိပေးမျှဝေထားခဲ့ပါတယ်ငလီပေးကြောင့်အိမ်ထဲမှာပြိုကျသွားတဲ့အိမ်ပေါင်း2000ကျော်ရှိပါတယ်အခုဆိုရင်အင်းလေးဘက်ကိုဝိုင်းပြီးတော့ကိုညွတ်ထောက်ပံ့ပေးနေကြပြီဖြစ်ပါတယ်မိုင်းတောင်းကတော့ဒီကနေ့မှာသူမကိုရိုင်းအလူရှင်တွေအရောက်နေတဲ့ရွာတွေကိုကိုရိုင်းသွားရောက်ကလွယ်တာလေးတွေကိုထောက်ပံ့ပေးခဲ့ပါတယ်။မိုင်းတောင်းကတော့ခုဆိုရင်ငလင်ပေးတဲ့ပြည်သူတွေကိုတစ်ဖက်တစ်လမ်းကနေကူညီပေးနေပြီးအရေးပေါ်လိုအပ်နေတဲ့နေရာတွေကိုလည်းလူတန်းပေးသွားမယ်လို့ဆိုပါရယ်။မိုင်းတောင်းကတော့အင်းလေးဖက်ကိုသူမဂရိုင်းသွားရောက်လူတန်းပေးဖြစ်နေပြီးအဲအကြောင်းတွေကိုလည်းသူမရဲ့ social media ပေါ်ကနေခုလိုမျှဝေကအတည်ပြုထားခဲ့ပါရယ်။မိုင်းတောင်းကတည်တည်လေးရပဲစကြတော့ပေါ့နော်ကိုတက်နိုင်တဲ့တောက်တနေရာကပေါ့အင်းလေးရွာလေးရွာအင်ချေ800ကျော်ကိုရိုင်းသွားရောက်လူတန်းခဲ့ပါရယ်အင်းထဲမှာရွာ28ရွာ800တချို့အလူရှင်အရောက်ကျတဲ့နေရာလေးတွေကိုရည်ရွယ်ပြီးသွားခဲ့တာပါရှေးဝကြီးရွာနန်းတဲကြီးရွာအုပ်စုညောင်ရွှေမြို့နယ်တလဲဦးအင်းရွာတလဲဦးကြီးရွာအုပ်စုညောင်ရွှေမြို့နယ်ညောင်ဝန်းရွာတလဲဦးကြီးရွာအုပ်စုညောင်ရွှေမြို့နယ်ပေါက်ပါရွာနန်းပန်ကျေးရွာအုပ်စုညောင်ရွှေမြို့နယ်စားတဲ့ဒေသများကိုဂရိုင်းကိုကျသွားပြီးပဝတ်ပတ်ဖွာအသွင်ကျိုးဖွာအတွင်ကောင်းမိသည်မိလုံးအာရီဒီတက်မီများကိုလွတ်အပ်သူများလက်ထက်ရောက်တွားရလူတန်းပေးခဲ့ကြပါရယ်ဗော်လွန်တာအကိုကျော်စိုးလိုင်ကိုပဲဖြူကိုလည်းကျေးဇူးတရားပါရယ်ဒီရက်ခံတွေပါတော့ဘယ်နေရာပါလို့လဲဆိုတော့ပို့သိရတာပေါ့ရှင်မလူခင်လွတ်အပ်တာလေးဆက်တွဲမေးမြန်းလို့လည်းရပါတယ်ဆိုပြီးအတိပေးမျှဝေထားခဲ့ပါရယ်